မင်္ဂလာပါဒီနေ့တော့ကျွန်တော်အသင်းတော်မြောက်များစွာကိုဘုရားသခင်ကထူထောင်ပေးထားတာနဲ့လေးလာကြည့်အောင်တချို့သောအသင်းတော်တွေကယေရှုကိုဘုရားဖြစ်လက်မခံပါဘူးအဲ့ဒီအသင်းတွေက Jehovah's Witness တို့ SDA တို့ Mormon တို့အဲ့ဒီအသင်းတွေကယေရှုကိုဘုရားလို့လက်မခံပါဘူးစာကြောင့်မလို့အစဉ်လာအသင်းတော်များဖြစ်ကြတဲ့ကာသိုလစ်တို့လူသရန်တို့အင်္ဂလိကန်တို့ Baptist Methodist Church of God Church of Christ များစွာအဲ့ဒီအသင်းတော်အားလုံးကယေရှုကိုဘုရားလို့သတ်မှတ်ယုံကြည်ကြပါတယ်ယေရှုကိုဘုရားမဟုတ်ဘူးဆိုတာကလည်းလွန်တဲ့1500မိုဟာမက်ပေါ်စဉ်ကတည်းကမိုဟာမက်တပည့်တွေကခရစ်ယာန်မျိုးပြနိုင်ငံတွေကိုသွားပြီးတော့ဘုရားသခင်ကမိုဟာမက်ကိုပရောကြီးဖြစ်လွတ်လိုက်ပြီ။ဒါကြောင့်ဘုရားသခင်ကြီးမြတ်တော်မူတဲ့အာလာအကဘာမွတ်စလင်ဆိုတဲ့လူတွေကအကုန်လုံးကမိုဟာမက်ကိုလက်ခံရင်အဲ့လိုရာဇဝင်တွေလိုက်ပေးတယ်။အဲ့တော့ခရစ်ယာန်မျိုးပြနိုင်ငံတွေကဘာပြောလဲဆိုငါတို့မှာ prophet မဟုတ်ဘူးဘုရားရှိတယ်ယေရှုဆိုတဲ့ဘုရားရှိတယ်ယေရှုဘုရားမဟုတ်ဘူးယေရှုက prophet ပဲအဲ့ဒီကစပြီးတော့အငင်းပွားခဲ့ပြီးတော့နော်သူတို့နော်ဒီပြဿနာတွေဖြစ်ကြတာယေရှုဒီဘုရားဖြစ်တယ်ယေရှုဒီဘုရားမဟုတ်ဘူးယေရှုဒီဘုရားမဟုတ်ဘူးဆိုတော့ဂျူးတို့ကလည်းစင်နာဂေါတွေနဲ့ဂျူးတွေလက်မခံပါဘူးအဲ့တော့ယေရှုဘုရားမဟုတ်ဘူးဆိုတဲ့အယူဆနဲ့ပတ်သက်ပြီးတော့လဲနော်ဒီသူတို့ရဲ့ရုပ်ရှင်ဇာတ်လမ်းတို့လေးတွေစာအုပ်လေးထုတ်ကြပါတယ်အဲ့တော့ဒီခေတ်မှာအင်တာနက်မှာအမျိုးမျိုးအေးနောက်ရဲ့ဝတ္ထုယေရှုရဲ့ခရစ်ဝင်ကျမ်းအပေါက်ကတွေထုတ်ပြီးတော့အဲ့ဒါတွေကိုသူတို့ရေးပြီးတော့ဇာတ်လမ်းတွေထုတ်ကြတယ်ယေရှုကခရစ်ဝင်ကျမ်းမရေးခဲ့ပါဘူးဒါပေမဲ့သူတို့ခရုစိတ်ကာလမှာရေးပြီးတော့အဲ့ရေးတဲ့ဥစ္စာကိုယေရှုကသူ့ကိုယ်တိုင်ကဘုရားမဖြစ်ဘူးဆိုတာကိုဘုရားမဟုတ်ဘူးဆိုတာကိုစာရာဆန်တွေကရေးခိုင်းတာပြီးတော့အဲ့စာအုပ်တွေထုတ်ခဲ့တာပေါ့ကက်သလစ်အသင်းကညင်းပယ်ပါတယ်ဒါကိုပယ်ထုတ်လိုက်ပါတယ်အဲ့တော့ယေရှုဘုရားဖြစ်တယ်ယေရှုဘုရားမဟုတ်ဘူးဆိုတဲ့ယူဆနဲ့ပဲကျွန်တော်တို့ကသခင်ခရစ်တော်ယေရှုကနောက်ဆုံးနေ့မှာကျွန်တော်တို့စီကိုလာပြီးတော့နောင်တရကြဖို့ကဲတင်ချင်းသတင်းကောင်းတရားကသူ့ကိုယုံကြည်ပြီးတော့လက်ခံလို့ရှိရင်ဒါတော့သက်ရမယ်သူကိုယ်တိုင်ဖျားဖြစ်တယ်ဆိုတဲ့အကြောင်းကိုအတိလင်းထုတ်ဖော်ပြီးတော့သာသနာပြုခဲ့တယ်အဲ့ဒါကိုနောက်ဆုံးနေ့ကာလမှာလက်ခံဖို့ဆိုပြီးတော့နော်ဒီခရစ်တော်ယေရှုရောက်လာတဲ့ကနော်တမန်တော်ကြီးများကဒါနောက်ဆုံးနေ့စတာပဲလို့သတ်မှတ်ပြီးတော့ဗျာဒိတ်ကျမ်းထိ prophet ကျမ်းတွေနဲ့ရှင်ပြီးတော့ prophet ပြုချက်တွေထဲမှာနောက်ဆုံးနေ့ကာလကုန်တော့မယ်ကောင်းကင်တစ်ပါးကနောက်ဆုံးနေ့မှာနောက်တာရကြလောကောင်းကင်နိုင်ငံတည်တော့မယ်ဆိုတော့အတန်ကိုလည်းကြားတော့မယ်အဲ့တော့ဒီနောက်ဆုံးနေ့ကာလမှာကျွန်တော်တို့ကယေရှုကိုဖျားဖြစ်ယေရှုကိုကျွန်တော်တို့အသက်ရဲ့ကယ်တင်ရှင်ဖြစ်လက်ခံနေဖို့ဒီယုံကြည်ချက်မှာခိုင်ခိုင်မြဲမြဲရှိနေဖို့အရေးကြီးတဲ့အကြောင်းကျွန်တော်အနေနဲ့တင်ပြချင်ပါတယ်ကြံကြဲလေးတစ်ခုနှစ်ခုနဲ့ပါဒါပါပဲ